တငယ်ချင်းလေးတွေမင်္ဂလာပါနော်ဒီနေ့တော့ဦးချက်တူရွေးလေးတွေအကြောင်းဘဟုတုတပြောပြသေးမယ်နော်ချက်တူရွေးလေးတွေကိုကြီးလိုက်တာနဲ့အယောင်စုံစုံလေးတွေကြောင့်လူတိုင်းရဲ့မျက်လုံးကိုချက်ချင်းဖန်ဆားနိုင်ကြပါတယ်အနီရောင်အပြာရောင်အစိမ်းရောင်တချို့ဆိုရင်အဝါရောင်မှာထပ်ပါပြီးတဘာဝကပန်းချီကားဆွဲထားတယ်လို့ပဲလှပကြပါတယ်ဒါပေမဲ့ချက်တူရွေးလေးတွေဟာအယောင်လှတာတွေမကပါဘူးသူတို့ကအယမ်းကိုညံကောင်းတဲ့ငှက်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ကျက်တူရည်တွေဟာလူတွေရဲ့အတန်ကိုနားထောင်ပြီးအတန်ပုံစံကိုမှတ်မိနိုင်ကြပါတယ်။ဒါကြောင့်တချို့ကျက်တူရည်တွေကလူစကားကိုပြန်ပြောနိုင်လာကြတာပါ။တချို့ဆိုရင် Hello, Good morning, Come here ဆိုတဲ့စကားလုံးတွေကိုအတန်တူတူနဲ့ပြန်ပြောနိုင်ကြပါတယ်။ဒါပေမဲ့သူတို့ကစကားကိုနားလည်ပြီးပြောတာမဟုတ်ပါဘူး။အတန်ကိုမှတ်ပြီးပြန်လုပ်တာပါ။ဒါကလည်းသူတို့ရဲ့ဉာဏ်ရည်မြင့်မှုကိုပြသနေတဲ့အချက်တစ်ခုပါပဲ။ကျက်တူရည်ရဲ့ပါဇက်ကိုကြည့်လိုက်ရင်ရှေ့ဘက်ကိုကွေးနေတဲ့ကြံခိုင်တဲ့ပါဇက်တစ်ခုရှိပါတယ်။ဒီပါဇက်နဲ့အစီအစမ်းကြီးတွေအခွန်မာသီးတွေကိုတောင်လွယ်လွယ်ကူကူချိုးဖြော်နိုင်ပါလေ။အစာစားတဲ့အချိန်မှလည်းခြေထောက်တစ်ဖက်နဲ့အစာကိုဖမ်းထားပြီးလူလိုပဲစားတတ်ကြတာကိုတွေ့ရပါလိမ့်မယ်။ကျက်တူရွေးရဲ့ခြေထောက်လေးတွေကရှေ့ဘက်မှာနှစ်ချောင်းနောက်ဘက်မှာနှစ်ချောင်းဖြစ်ပါတယ်။ဒီလိုခြေထောက်ပုံစံကြောင့်တစ်ကိုင်းတွေကိုအယမ်းခိုင်ခိုင်မာမာဖမ်းထားနိုင်ပါလေ။ကျက်တူရွေးတွေဟာတဘာဝအတွင်းမှာတော့အုပ်စုလိုက်နေထိုင်ကြပါတယ်။တယောင်ထဲနေရတာကိုမကြိုက်ကြပါဘူး။အုပ်စုလိုက်နေရင်အချင်းချင်းအတန်ပေးကြကစားကြအစရှာကြပါတယ်။ဒါကြောင့်အိမ်မှာမွေးထားတဲ့ကျက်တူရွေးတွေဟာအယမ်းပင်ပန်းစရာကောင်းအောင်ပြင်းလာနိုင်ပါတယ်။သူတို့ကိုမကြာခဏစကားပြောပေးဖို့အချိန်ပေးဖို့အယမ်းလိုအပ်ပါတယ်။ကျက်တူရွေးအမျိုးအစားတချို့ကအသက်အယမ်းရှည်ပါတယ်။ပုံမှန်အားဖြင့်နှစ်ပေါင်း20မှ60အထိအသက်ရှင်နိုင်ကြပါတယ်။အချို့ကြီးမားတဲ့အမျိုးအစားတွေဆိုရင်လူတယောက်ရဲ့ဘဝတစ်လျှောက်လုံးနဲ့တောင်အတူနေရနိုင်ပါတယ်။ဒါကြောင့်ကျက်တူရွေးကိုမွေးမြစ်ဆိုရင်အလွယ်တကူမဆုံးဖြတ်သင့်ပါဘူး။တာဝန်ယူနိုင်မလားအချိန်ပေးနိုင်မလားအချစ်ပေးနိုင်မလားဆိုတာကိုစဉ်းစားဖို့လိုအပ်ပါတယ်။ကျက်တူရွေးလေးတွေဟာပိုင်ရှင်ကိုတိပြီးပိုင်ရှင်နဲ့ချစ်ခင်လာနိုင်တဲ့စိတ်ခံစားမှုရှိတဲ့ငှက်လေးတွေပါပျော်ရွှင်တဲ့အချိန်မှာအတန်ချင်းချင်းပြောကြသလိုဝမ်းနယ်လာရင်လည်းအတန်တိတ်သွားကြပါတယ်ဒါကြောင့်ကျက်တူရွေးလေးတွေကိုနားလည်နိုင်ရင်သူတို့ကလည်းတင့်ကိုမိသားစုတစ်ယောက်လိုချစ်လာကြပါလိမ့်မယ်အယောင်လှလှညံကောင်းကောင်းစိတ်ခံစားမှုပါရှိတဲ့ကျက်တူရွေးလေးတွေဟာတဘာဝကပေးထားတဲ့အံ့ဩဖွယ်လက်ဆောင်တစ်ခုဖြစ်ပါတယ်နောက်ထပ်လည်းဘဟုတုတရစရာလေးတွေကိုတင်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်